မိတ်ဆွေများခင်ဗျာမိဘတို့ကိုလန်တော်လို့ကြံရဲသူအမွေဆိုင်နေကြမှာပစ္စည်းခွဲဝေဖို့ပြင်ဆင်နေတဲ့အချိန်ဘသူမှမမြင်လန်းထားတဲ့လျှို့ဝှက်စာချုပ်တစ်စောင်ရုတ်တရက်ထွက်ပေါ်လာခဲ့ရင်ဘာဆက်ဖြစ်မလို့ထင်ပါတယ်လဲပို့ပြီးတော့အန်အောစရာကောင်းတာကအဲ့ဒီစာချုပ်ကတန်ဖိုးကြီးစိန်ရှုရတနာတွေအလုံးကိုဘာသာရေးနဲ့ကုသိုလ်ရေးအတွက်ထာဝရလှူဒန်းလိုက်တဲ့ဆိုတဲ့ဝါကပ်စာချုပ်ဖြစ်နေတာပါပဲဒါပေမဲ့ပြဿနာကအဲ့ဒီစာချုပ်မှာအတိအသက်တယောက်မှလက်မှတ်မထိုးထားသလိုတည်ဆုံးသူကလွယ်ပြီးတော့ဒီစာချုပ်ရှိမှလဲဘသူမှကြိုမသိခဲ့ကြပါဘူးဒီလိုအတိအသက်တွေမှာပါပဲလျှို့ဝှက်ချုပ်ဆိုထားတဲ့စာချုပ်ဟာဥပဒေရတရားဝင်အထမြောက်ပါမလားဆိုတာကိုဒီနေ့ဆက်ကြည့်လိုက်အောင်ပါဒီဇလန်ရဲ့မူရင်းစင်ထုံးကတော့1994ခုနှစ်မြန်မာနိုင်ငံတရားစီရင်ထုံးဆရာရှင်နဲ့ဒေါ်တင်တင်ပါရှေ့တရားမအထူးအယူခံမှုစီရင်ထုံးဖြစ်ပါတယ်ဇလန်အစကတော့1980ပြည့်နှစ်မှာပါကွယ်လွန်သူဟာဂျီမပြင်းမနာတော်ပူဟာအဖိုးတန်စင်ရွှေနာတွေအများကြီးပါဆင်ထားသူဖြစ်ပါတယ်သူမဟာအင်္ဂလန်ကိုစီးကူးမသွားခင်မှာတရားရုံးချုပ်ရှေ့နေဦးတန်းတင်ကိုဝါကပ်စာချုပ်မူကြမ်းတစ်ခုရေးခိုင်းခဲ့ပါတယ်အဲ့ဒီစာချုပ်ရဲ့ရည်ရွယ်ချက်ကသူမပိုင်တဲ့ပစ္စည်းတွေကိုထုခွဲပြီးတော့သုံးပုံပုံကမက္ကာမြို့ကမင်းတို့မင်းတရားကြီးဆောက်လုပ်လှူဒန်းခဲ့တဲ့ဒေါင်းစရက်ကြီးကိုနိုင်ငံတော်ကကြီးကြပ်ပြုပြင်တဲ့အလှူငွေတွေထည့်ဝင်ဖို့မန္တလေးမြို့စီနဲ့ကြောက်ကအထုကူဆေးရုံဆောက်လုပ်ရမှာထည့်ဝင်ဖို့နဲ့ကျန်တဲ့ပုံကဗမာအနှံပြီးတော့ရတဲ့အကျိုးအမြတ်ကို10တန်းအောင်တဲ့မရှိစင်ရဲ့မွတ်စလင်ကလေးငယ်တွေကိုထောက်ပံ့ဖို့လှူဒန်းနေတာပါဒါပေမဲ့ပြဿနာကအဲ့ဒီလှူဒန်းတဲ့ဝက်ကတ်စာချုပ်မှာဟာဂျီမပြင်းမနာတော်ဘူးတယောက်ထဲကသာလက်မှတ်ထိုးခဲ့ပြီးတော့အတိအသက်တယောက်မှလက်မှတ်မထိုးခဲ့ပါဘူးဒီစာချုပ်ကိုညွှန်ကြားရေးမှူးဦးဆယ်မောင်ဆိုသူစီကိုဘယ်သူမှမသိအောင်လျှို့ဝှက်သိမ်းဆည်းထားဖို့ပေးအပ်ထားခဲ့ပါတယ်1982ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာတော့ဟာဂျီမတော်ဘူးကွယ်လွန်သွားခဲ့ပါတယ်သူမကွယ်လွန်ပြီး3ရက်ကြာဖေဖော်ဝါရီလ4ရက်နေ့ရောက်မှသာဦးစင်မောင်ကဆွေမျိုးတွေရှိမှအဲ့ဒီလျှို့ဝှက်စာချုပ်ကိုထုတ်ဖက်ပြခဲ့ပါတယ်ဒီတော့မှစာချုပ်မှာကောပက9ဦးခန့်ထားကြောင်းသိရပြီးတော့အဲ့ဒီထဲကဆရာရှေကဒီဝါကတ်စာချုပ်တရားဝင်ကြောင်းမွေးဟတ်ကြေညာပြီးဖို့1982ခုနှစ်မှာရန်ကုန်တိုင်းတရားရုံးမှာတရားစွဲဆိုပါတော့တယ်အစပိုင်းရန်ကုန်တိုင်းတရားရုံးမှာဆရာရှေကအနိုင်ရခဲ့ပြီးတော့ဝါကပ်အတီဖြစ်ကြောင်းအမိန့်ချခံရပါတယ်ဒါပေမဲ့ဒေါ်ဘူးရဲ့သမီးအရင်တွေဖြစ်တဲ့ဒေါ်တင်တင်ဒေါ်တန်းတန်းနဲ့အကိုဖြစ်သူဦးလှိုင်တို့ကမကျေနပ်တဲ့အတွက်1990ပြည့်နှစ်မှာတရားရုံးချုပ်ကိုပထမအယူခံဝင်ခဲ့ကြပါတယ်။အဲ့ဒီမှာတရားရုံးချုပ်ကဝါကတ်မမြပူလို့ဆုံးဖြတ်ခဲ့တဲ့အတွက်ဆရာရှေကစုံရင်ခွန်ရုံးနဲ့ပြန်လည်စစ်ဆေးပြီးဖို့တရားမအထူးအယူခံထပ်မံလျှောက်ထားရကနေဒီအဆုံးဖြတ်ထွက်ပေါ်လာတာပါ။ဒီနေရာမှာဥပဒေရေးအရာမဟာမေတင်ဥပဒေမှာဝါကတ်ပြုလုပ်ဖို့ဘယ်လိုပုံစံပြုလုပ်ရမယ်ဆိုတဲ့တရားသေသက်မှတ်ချက်မရှိပါဘူး။နှုတ်နဲ့ဖြစ်စေစာချုပ်စာတမ်းနဲ့ဖြစ်စေပြုလုပ်နိုင်ပါတယ်။ဒါပေမဲ့တရားဝင်အထောက်အမြတ်ဖို့အတွက်တင်ကြီးတင်ရွတ်တဲ့လက်ခံထားတဲ့အရေးကြီးဆုံးအချက်ကတော့အများသိစေရန်ဒါမှမဟုတ်အတိတ်တွေရှေ့မှာမွေးဟကြေညာခြင်းပါပဲနှုတ်နဲ့လူရင်အများရှေ့မှာမွေးဟကြေညာရမယ်စာချုပ်နဲ့လူရင်လည်းအများသိစေမဲ့လုပ်ရဖြစ်အောင်အတိတ်တွေကဝါကတ်စာချုပ်မှာမဖြစ်မနေလက်မှတ်ထိုးခိုင်းရပါမယ်တရားရုံးချုပ်စုံရင်ခွင့်ရုံးကတိတ်ထွက်ချက်တွေကိုစစ်ဆေးတဲ့အခါမှာဟာဂျီမပြင်းမနာတော်ဘူးဟာသူမရဲ့စင်ရွှေရနာတွေကိုလှူဖို့ယာထားတဲ့အဆင့်သာရှိသေးပြီးတော့အမှန်တကယ်လှူဒန်းပြီးကြောင်းအများသိအောင်မဆောင်ရွက်ခဲ့တာကိုတွေ့ရပါတယ်စာချုပ်မှာတိတ်တရားမှလက်မှတ်မထိုးထားသလိုဒေါ်ပုမကွယ်လန်မီဂျာကာလာမှာလည်းပစ္စည်းတွေကိုဝါကတ်လွတ်ထားကြောင်းအများသိအောင်မွေးဟကြေညာခဲ့ခြင်းမရှိခဲ့ပဲလျှို့ဝှက်သိမ်းဆည်းထားခဲ့တာပါဒါကြောင့်တရားရုံးချုပ်ကတက်တေကန်ဝါကတ်စာချုပ်ဟာမဟာမေတင်ဥပဒေအရတရားဝင်အထမြောက်တဲ့ဝါကတ်ဖြစ်တယ်လို့မကောက်ယူနိုင်ဆိုပြီးတော့ဆရာရှေရဲ့အထူးအယူခံကိုတရားရုံးအစစ်အစစ်စည်းနဲ့တကွပတ်လိုက်ပါတော့တယ်ဒီဇလန်ကနေကျွန်တော်မိတ်ဆွေတွေမှတ်သားထားမယ်အဓိကသင်ခန်းစာကတော့လှူဒန်းတာပဲဖြစ်ဖြစ်ဥပဒေအရစာချုပ်စာတမ်းလုပ်တာပဲဖြစ်ဖြစ်အများသိအောင်မွေးဟကြေညာတာနဲ့အတိတ်သက်တွေလက်မှတ်ထိုးဖို့ကတကယ်ကိုအရေးကြီးတယ်ဆိုတာပဲဖြစ်ပါတယ်။ကဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီဗီဒီယိုကနေကျွန်တော်ရဲ့မိတ်ဆွေတွေအကျိုးတစုံတရာရလိမ့်မယ်လို့မျှော်လင့်ပါတယ်။အကျိုးရှိတယ်ဆိုရင်လည်း comment မှာရေးသွားပေးခဲ့ကြပါအောင်။အားလုံးကိုကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့လေးဖြစ်ကြပါစေ။